aspirant event လာနေရဆိုတော့ကျမတို့တစ်ဖွဲ့လုံး aspirant skin တွေပဲခင်ဗျာဖြစ်ပါတယ်ရှင်။ကိုရအခုမှတမင်းနဲ့ပြခါစားလေးကိုဟိုဘက်ချမ်းသူတွေအကုန်လုံးကကျမတို့ဘက်ချမ်း bag တွေကိုလာနှောက်နေတယ်ရှင်။တရားမှဘယ်လင်းအောင်မှမရှင်းမဲနဲ့ bag တွေကိုလာပြီး only လာနှောက်နေကြတာတော့တော်တော်ဖြစ်နေတဲ့ဟာတွေနေပလေးစင်ကိုလက်ကိန်းကြမှာနိုးနဲ့ငါလည်းတွေ့မယ်။နင်တို့အဖွဲ့ကပဲစီးလုံးနိုင်မလားငါတို့ aspirant unit ကပဲစီးလုံးနိုင်တာဆိုကြည့်ကြသေးတာပေါ့။ဟိုလောင်ချီဆိုတဲ့ကောင်မပြေးသွားပြီလိုက်ကြစမ်းသူ့နောက်ကိုလုံးဝမလွတ်စေနဲ့သူတို့အကုန်လုံးလုံးဝအလွတ်မပေးနဲ့ဘာလို့လဲဆိုတော့သူတို့ကအရန်ကိုအစော်ကိကြော်ခဲ့နေတဲ့သူတွေဘယ်လင်းအောင်မှမနိုင်တော့တဲ့အခါကျတော့အမလီဂိုးလင်းကိုသွားပြီးတော့အနိုင်ကျင့်နေကြတာအောက်ဆုလိုက်ကြည့်ပါဦး။လာခဲ့တရားမှထပ်ပြီးမစင်စားနဲ့အကုန်လုံးတော်ကေးစရာမယ်။ Telegram မှာဘာလာဝင်လို့တက်လဲဟေးလူတွေတရားမှမရှော့ကီတော့အကုန်လုံးတော်ကေးကုန်ကြပြီသိရလားနေအဲ့ဒါသူတို့တွေအကုန်လုံးတော်ကေးသွားတော့မလာပြီးတော့စုနေရောက်ကူမြန်းရောက်ကူနေလားမတော်ကေးဘူး။သူတို့အဖွဲ့တွေပွဲစားတွေကဘာလို့9ယောက်လုံးမခွဲမခွာနဲ့တိုက်ခိုက်နေကြလဲဆိုတော့ခုမှပဲငါစဉ်းစားမိရတယ်။ TikTok အကြည့်များပြီးတော့သူတို့ကကွန်ဘိုတွေထုတ်နေကြတာရှင်။ထပ်ပြီးတော့ကွန်ဘိုကွက်တွေတုံးနေကြပြန်ပြီပေါ့လေ။လောက်ကြည့်လိုက်စမ်းပါနင်တို့ခုနကတော့ထပ်ပြီးတော့ရအောင်လားဆိုတော့လောက်ကြည့်လိုက်စမ်းပါအမလေးတစ်ခါပဲရမယ်နှစ်ခါမရဘူးမတော်ကေးတော့ဘူးငါ။နင်တို့လောက်ချင်တိုင်းလောက်ကန်ချင်တိုင်းကန်ပြီးတော့လို့ဆိုရှင်တော့ငါတို့လက်ပြန်ရောက်လာပြီနော်။အမလေးချောင်းကအကြောတင်းဟေး record တွေပြနေသေးတာ okay ပြေးထားကြ။အရှင်းမှာဗတဲ့ဆိုင်လုံးရှိသေးတယ်အနောက်ကနေပြီးတော့ပြက်မှာရေပုတ်တင်ရဝင်ပြီးတော့နှိုက်နေတာ။ဟဲ့ငါကြားရတဲ့အရှိဗတဲ့ကိုညင်ကောင်းလားအနောက်ဗတဲ့ကိုညင်ကောင်းလားငါစဉ်းစားလို့မရတော့လောက်ကြပါဦး။ Oh my god အရန်တော်အုံမှာပါအေး။ဟုတ်တော့ဒီ Telegram မသိနိုင်သေးဘူးကြည့်။တော်ဆောင်းကြောက်နေတာ။ဟိုဘက်က friend ကမှငါ့ကိုတာဝါရဲဆွဲထည့်တာလေဒါမဲ့ရှင်တော့တာဝါငါ့ကိုမပြစ်ဘူး။ငါတယောက်တည်းအတိုင်းဝိုင်းလုံးနေကြတဲ့အချိန်မှာ Guinevere မှလက်ချက်နဲ့သူတို့အကုန်လုံးတောက်ကြရတယ်။ Telegram မှာသူ့ဘွဲရလူတွေအကုန်လုံးသေနေတာ။အနောက်ကနေဝင်ပြီးတော့စုကျင်သေးတယ်။လောက်ကြစမ်းအိုက်ကောင်မှလုံးဝအလွတ်မပေးနဲ့။ဟိုဘက်ချက်ကလီယာမှလည်းဝင်အုပ်ကိုတွေဘက်ချက် Guinevere မှလည်းဝင်အုပ်ဟိုဘက်ကအုပ်နဲ့ဒီဘက်ကအုပ်နဲ့ကြိုင်ဘသူနိုင်ရေးထဲမှာ Telegram မှာဝင်စုနေပြန်ပြီ။တော်စုကျင်နေတယ်ဟဲ့ငါ့ကိုဆွဲပြန်ပြီဟဲ့ဒီခါတော့မရတော့နော်ဒီခါတော့လုံးဝမရတော့ဘူးတို့ကွန်ဘိုလုံးဝမမိစေရ။ငါတို့ဘက်ချက် Leslie မကိုလာကန်သွားတယ်ပေါ့။ကန်ရတဲ့ကောင်ဒီကိုလာစမ်းကလီယာမှပါငါဆွဲတယ်ခုံစင်းလာတာကြည့်စမ်းတက်ခါနဲ့ glass ချိပြီးသားဖြစ်သွားတာပေါ့။ဒီလောက်လောက်ထားတော့မှငါတို့ဘက်ချက်လူဆွဲခေါ်သွားရသေးတယ်ကြည့်စမ်းတေဖို့တော့ပြန်နေတို့တစ်ဖွဲ့လုံးဟဲ့လွတ်ကုန်ပြီတက်နဲ့ဂျွန်ဟန်မာကြီးလွတ်သွားပြီဒုက္ခပဲ။ဟိုဘက်ကလည်းအသေးအတန်လုံးဒီဘက်ကလည်းအသေးအတန်ချနေ Oh my god ဟိုဘက်ကိုပြစ်ပလိုက်ဒီဘက်ကိုပြစ်ပလိုက်နဲ့ဟုတ်တော့ဟုတ်နေရပဲ။ပြောမယ်ဆိုဒီပွဲမှာပါတဲ့သူတွေအကုန်လုံးကလင်းရခလုတ်တွေနှိမ့်နေကြသလိုပဲနော်။အခလီယာမှဘလို့လဲမတော်ကေသေးဘူးလား။မတော်ကေသေးရင်တော်ကေယာငါဝင်လို့မယ်နေရော။ဟဲ့ချီသွားကြပြီဒီကောင်မတော်အကြောထောင်နေတာ။ပွဲပြီးကန်ဒီကိုဘလို့မအံ့လို့မရဘူးဖြစ်နေသူတို့ဘက်ချမ်းလူကလိန်ရှိတာတအားတော်နေကြရော။ Oh my god ကျမနဲ့ခွင်နေဗီယာနဲ့အခုမှပဲကုံကိုထမိတော့တယ်။ဂျွန်ဟန်မာတော်မယ်ဝိုင်းလို့ကြအောင်ဟဲ့အကောင်ငါတော်အမြင်ကတ်နေတာငါဟိုဘက်ပေါက်လိုက်ဒီဘက်ပေါက်လိုက်နေငါတော်စိတ်ပြက်နေတာသူတို့တာဝါလဲကျိုးရစီရောက်ပါတော့မလားမသိဘူးဟဲ့ဗတဲ့တွေပဲစွတ်ဆိုင်နေရတယ်ဒုက္ခပါပဲ။သူများဘက်ချမ်းခရီးဆိုလို့ရှိရင်လေကိုတာဝါတွေကိုမရမကအတင်းတိုးဝင်ပြီးတော့တာဝါဝင်ပြစ်ကိုရီဘက်ကလေခရီးသားများတယ်တာဝါရဲ့တစ်စက်မှဝင်မပြစ်ဘူး။အော်ဒီ Telegram မရဲ့တာဝါဝင်ချိုးခွင့်ပြုတ်လိုက်ပါတော့နေတို့တာဝါကျိုးတော့မယ်ဟာဒုက္ခပါပဲဝင်စုနေသေးတယ်။ Victory like comment follow and share နဲ့ကူညီပေးကြအောင်နော် bye bye